အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Michael Home ဖြစ်ပါတယ်ဒီနေ့ကတော့ပရိသတ်တို့အတွက်ယနေ့2025ခုနှစ်ရဲ့ဈေးအကြီးဆုံးအစားအစာ5မျိုးအကြောင်းကိုမျှဝေတင်ဆက်ပေးသွားမှာဖြစ်ပါတယ် Number 1 Kopi Luwak Coffee အင်ဒိုနီးရှားနိုင်ငံမှာထွက်ရှိတဲ့ဒီ coffee ကိုမွေပါသီးစားတဲ့ခွေးမီပေါက်ကောင်လေးတွေကစားသုံးပြီးခြေဖြတ်လိုက်တဲ့အခါသူတို့ရဲ့အစာချေလမ်းကြောင်းတွေမှာဓာတုဗေဒဆိုင်ရာပြောင်းလဲမှုတွေဖြစ်ပေါ်က coffee ဈေးတွေကိုခါတက်တဲ့အရာသာညှော်နေသွားစေပါတယ်ဒီ coffee ဈေးတွေကိုခွေးမီပေါက်ကောင်လေးတွေရဲ့မစင်တွေကနေလူတွေကချက်ပြုတ်ပြီးထုတ်ရတဲ့အတွက်လုပ်ငန်းစဉ်လည်းရှုပ်ထွေးပါတယ်ပြီးတော့စုဆောင်ရလည်းအရန်ခက်ခဲပါတယ်အရသာကခတ်တက်မှုနဲ့ပြီးချောကလက်နဲ့တစ်တီကြောက်အရသာလို့နှစ်သက်စရာအရသာရှိပါတယ်Kopi Luwak Coffee 1 kg ကိုအမေရိကန်ဒေါ်လာ900ကနေ1000ထိရှိပါတယ်မြန်မာငွေနဲ့ဆိုရင်တော့320ကျော်ကနေ340ကျော်ထိရှိပါတယ်အကယ်၍တင်ကဝယ်ယူမယ်ဆိုရင်တော့သတိထားစရာတွေတခုတော့ရှိပါတယ်အဲ့ဒါကတော့အတုအပတွေကိုသတိထားမှာပဲဖြစ်ပါတယ် Number 2 Wagyu beef ဂျပန်နိုင်ငံကထွက်ရှိတဲ့ Wagyu အမေသားကိုကမ္ဘာအရသာရှိဆုံးအမေသားအဖြစ်သတ်မှတ်ထားကြပါတယ်တို့တိုက်ကျွေးမှုမျိုးဗီဇကျွေးမှုထားတဲ့အစားအစာဘီယာစတာတွေကိုထိန်းချုပ်ပြီးတော့မွေးမြူကြရပါတယ်ဟုတ်ပါတယ်ပရိသတ်တို့နားကြားမှားတာမဟုတ်ပါဘူးဘီယာပါဘီယာတိုက်ကျွေးမှုပုံစံကဒီလိုပုံစံတော့မဟုတ်ပေမဲ့နည်းနည်းတော့ကြည်ရဆိုပါတယ်အသားထဲမှာအစီကြောလေးတွေထူးခြားစွာပါဝင်နေတဲ့အတွက်စားလိုက်ရင်နူးညံ့ပြီးအရည်ရွှမ်းတဲ့အရသာရှိပါတယ် That is insane. Wagyu beef 1 kg ကိုအမေရိကန်ဒေါ်လာ900မှ3000ထိအမျိုးအစားပေါ်မူတည်ပြီးတော့ကွဲပြားမှုရှိပါတယ်မြန်မာငွေကတော့320ကျော်ကနေ122သိန်း1000ထိရှိပါတယ် Number 3 White Truffle အီတလီနိုင်ငံကတောအုပ်တွေထဲမှာတဘာဝအလျောက်ပေါက်ရောက်တဲ့ဒီမှုကိုရှာဖွေရခက်ခဲပြီးလေးလာတင်ယူထားတဲ့ခွေးတွေဒါမှမဟုတ်ဝက်တွေရဲ့အကူအညီနဲ့ရှာဖွေကြရပါတယ်ဆောင်းရာသီမှာသာရရှိနိုင်တဲ့အတွက်ရှားပါမှုလုံးပုံမမြင့်မာတဲ့ရာသီစာတစ်မျိုးလည်းဖြစ်ပါတယ်။စားလိုက်ရင်တော့ကျွတ်ရပြီးဆူရှာတဲ့အနက်နဲ့အရသာလည်းရှိပါတယ်။ White Truffle 1 kg ကိုအမေရိကန်ဒေါ်လာ2000မှ9000အထိရှိပြီးတော့မြန်မာငွေ17,400မှ3,200ကျော်အထိတန်ဖိုးရှိပါတယ်။ Number 4 Japanese Yubari Ken Melonဂျပန်နိုင်ငံဟော့ကိုင်ဒိုကျွန်းမှာစိုက်ပျိုးထားတဲ့ဒီတစ်ခွမွေးသီးကိုရာသီဥတုအပူချိန်စိုထိုင်းစစတာတွေကိုအတိအကျထိန်းချုပ်ပြီးစိုက်ပျိုးရပါတယ်။တစ်ခွသီးတစ်လုံးချင်းကိုလုံးဝပြီးစိုက်ပြီးပြုစုပေးရတာဖြစ်လို့စိုက်ပျိုးရတာအရန်ခက်ခဲပါတယ်။အရသာကချိုလုံးပြီးအသားကပျော့ပြောင်းကရေတက်လည်းပြေဝစွာပါဝင်ပါတယ်။ဈေးကွက်မှာဝင်ရောက်ခွင့်ရဖို့အတွက်တစ်ခွသီးတွေကိုအရေးသွေးလိုက်အဆင့်တန်းသတ်မှတ်ပြီးရောင်းချကြပါတယ်။ Yubari Ken Melon နှလုံးပါတဲ့ဇုံရွယ်ကိုအမေရိကန်ဒေါ်လာ2000ကနေ3000အထိရှိပြီးမြန်မာငွေနဲ့ဆိုရင်တော့814သိန်းကနေ1221သိန်းအထိကျသင့်မှာဖြစ်ပါတယ်။ Number 5 Elmer's Caviar Elmer's Caviar ကို Caspian ပင်လယ်မှာရှားအလွန်ခတ်တဲ့နှစ်ပေါင်း100ကျော်အသက်ရှည်ပြီးမျိုးတုံးလူနေပါလည်းဖြစ်နေတဲ့ဘေလူကန်ငမန်းတွေကနေရရှိပါတယ်။အရေးအသွေးကတော့ချက်ဥနှစ်လို့ရွှေဝါရောင်ရှိပြီးစားလိုက်ရင်တော့ချိုချင်အရသာလေးနဲ့ပျော်မွေ့စရာအရသာလေးရှိပါတယ်။တစ်နှစ်ကိုဘူးရည်100ကျော်လောက်သာထုတ်လုပ်နိုင်တဲ့အတွက်ဈေးကွက်မှာအလွန်ရှားပါပြီးတော့ဈေးလည်းအရန်ကြီးပါတယ်။လက်ရှိမှာတော့ကမ္ဘာနံပါတ်1ဈေးအကြီးဆုံးစားတောက်ကုန်တစ်ခုအဖြစ်ရပ်တည်လျက်ရှိပြီး Elmer's Caviar 1 kg ကိုအမေရိကန်ဒေါ်လာ3000ခွဲမှ9000အထိရှိပြီးမြန်မာငွေနဲ့ပြန်တွက်ရမယ်ဆိုရင်တော့1424သိန်း5000ကနေ2305သိန်းအထိရှိတာမို့အရန်စီကြီးတဲ့စားတောက်ကုန်တစ်ခုအဖြစ်ရပ်တည်လျက်ရှိပါတယ်အခုကျွန်တော်တင်ဆက်ပေးခဲ့တာတွေကတော့ဒီနေ့2025ခုနှစ်ရဲ့ကမ္ဘာဈေးအကြီးဆုံးအစားအစာ5မျိုးအကြောင်းတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ channel တက်လို့ရှိရင်တော့ like and subscribe တို့မဟုတ် like and share လုပ်ပေးခြင်းဖြင့်ကူညီပေးနိုင်ပါတယ်ခင်ဗျ။ဆွေးနွေးစရာလေးတွေရှိရင်လည်း comment မှာချွင်းချက်မရှိဆွေးနွေးသွားလို့ရပါတယ်။အားပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်လို့ပြောကြရင်းနဲ့နောက်ဗီဒီယိုမှာပဲပြန်ဆုံကြရအောင်လားခင်ဗျာ။